ကနိုင်သွားပါတယ်ခုတော့ဒါကတော့3-3ပွဲဖြစ်ပါနော်3-3တဲပွဲပါနော်ပွဲစပါနော်ဂျွန်ဆော့ဆပ်ပါကနောက်ကိုဖြုတ်ထားတယ်တွတ်တာဝေးသွားပါနော်ဟိုပါဗျအခုတစ်သားတွေချိတ်ထားပါနော်ဟိုကျွန်တော်တို့အလှပြတဲ့တစ်သားတွေအဲ့လိုမျိုးနော်ဟိုတူထိုင်ကဲတွတ်တာပိုက်မကြော်ခဲ့ဘူးခင်ဗျဆိုတော့မကတော့1လက်ပါပဲနားရပြင်းရမို့ကဲနောက်ကိုချတာနော်တွတ်တာကဲကောင်းတော့တစ်ချုပ်ပါကဲပါသွားရင်နော်ကိုချက်ကောင်းနဲ့တင်ထားတာဝနာဆုံးပွဲပါတူတော့15မှတ်6မှတ်နဲ့အနိုင်ရသွားပါနော်ဒူးလက်ပါဒီဆိုစပ်ပါကဲရှုပ်ပြုတ်ထားတယ်ဖိုက်မချဒူးလက်ပါကဲဒီဆိုနောက်ကိုနော်လောဆယ်မှာသူချုပ်ပဲထိုးနေသေးတယ်ခင်ဗျကဲချောင်းချမိထားရနော်ဆိုမကတော့ဒူးလက်ပါဒီဆိုစပ်ပါကဲဖြုတ်တယ်နော်ဒီဆိုတူတာဒီကိုချက်ပြီးပြီကောင်းပါလေတက်လိုက်ကြည့်နော်ဒါစောတာနှစ်မှတ်ရယူတော့ပြထားနော်ကဲတက်ပိုက်မချော်ခဲ့ပြန်နော်တူးလက်ပါမနော်ကျောင်းဆရာဂျွန်စောဝနာနှစ်မှတ်ဒီဘက်ကကောကကြပါတယ်နော်ဟုတ်ကဲ့ပါကိုရှင်မွေနော်ကဲ3လက်ဖြစ်သွားနော်ဂျွန်စောစပ်ကတော့တကယ်အလုပ်ဖြစ်တယ်နော်ကဲကောင်းတယ်ကွာနော်လုတ်ဖြစ်ပါနော်ကဲစတာပိုက်ပါမကတော့3လက်ပါနောက်ကိုကဲဝေးတော့မကတော့လက်3ပါစတာ7ပါကျောင်းချမိထားတယ်ကဲဘောင်းမိထားတယ်ဒါမှလည်းဒိုင်းကတော့ form ဘောတတ်မှတ်ပေးထားပါနော်ဝေးကြီးနော်အထစ်တို့ပြန်သွားရလားကိုအကိုအထစ်တို့မလာပါဘူးနော်စားတော့2မိနစ်နဲ့တက်တယ်ဟုတ်ကဲ့ပါကဲတက်ဆုံးတက်ထားပါနော်မကတော့လက်3ပါဒါရွှေကရင်ထမင်းဆိုင်နားမှာပါနော်ကဲတွတ်တာကိုချက်နော်တော့လက်3ပါမော်ယူထိုးခိုင်းကြည့်ဟုတ်ကဲ့ပါကိုဝန်နာကတော့3လက်ပါမိသွားပြီနော်လေကားတုံးထစ်စင်လူပြိုပါနော်လေကားနော်ကျောင်းရှာဝနဆုံးတထားပါဂျော့ဆပ်ပါမကတော့3-1ပါဂျော့ပြုတ်ထားတဲ့ရှေ့ကိုချက်ဟိုးချုပ်ကကောင်းတယ်အဲ့တော့ကဲကျောင်းရှာမိထားတယ်ကောင်းပါတယ်ကိုနော်ကိုမင်းနော်ဖိုက်တာတွတ်တာတယ်စပစ်အားစကားပြောမှဟုတ်ပါနော်ကိုနော်ဂျွန်ဆောစပစ်ပါတော့ကျွန်တော်ပြည်သူတွေတက်သွားလဲတဲ့အဘိုင်းမတက်သေးဘူးနော်ခုမှအုပ်စုပွဲပဲရှိသေးတယ်ဟိုကတော့ထွက်သွားကနာပဲတော့နော်ဂျွန်ဆောရှေ့လေးကိုချုပ်ပြုတ်ထားတယ်ကိုချက်1-3ပါနော်တမှတ်3မှတ်ပါဟုတ်ပါတယ်နော်သူကစပစ်ပါကဲမိုးလဲကောင်းလာနော်တိုင်းလို့ခေါ်ပေးပါတဲ့ဟုတ်ကဲ့ပါပြီးရဲ့ကဲဒီဘက်ကမိုးချပါနော်ကဲကိုချက်ကဲဒါတော့ AR ပါနော်ရှယ်နေသွားခဲပြသွားတာကျောင်းချရထားတယ်2-5ပါနော်ပါတော့ချောင်းဆရာတော့နံပါတ်1တော့နံပါတ်ပဲရှိပါတယ်နော်ဒီဆိုထုတ်ထားတယ်ကိုချက်ဒါမင်းကျဲတက်တာပိုက်မကျော်ရဲ့ခဏကနံပါတ်ဒီဘက်ကနံပါတ်ပါကိုချက်2-5ပါတက်တာပိုက်မကျော်မြောင်နော်ကဲ
ဖြုတ်တယ်နော်တွတ်တကြောက်ရှာမကတော့2-6ပါကဲဘောကောင်းစားပြီးနော်ကြောက်ရှာဝနက်ကဲကိုချော့ပြီးတော့နော်ဝနက်ပြန်ပြီးထားတယ်ကဲဖြုတ်ထားတယ်မနော်နံပါတ်6မှာပါနော်ဒီဘောကောင်းစားပြီးရှုပ်ထိုးထားတယ်ကြောက်ရှာမကတော့2-6ပါမော်ကောင်းစားပြီးထိုးထားတယ်နားပဲတော့အဲ့လုံးနဲ့ဖိုင်နိုင်မမြောက်လားကိုတဲ့ညာတော့ပြစ်ချောင်းနော်ဘယ်တော့မကတော့2-7မှာကောက်ပါနော်ကျွန်တော်ပြောခဲ့တယ်အမှားရင်းနေတယ်နော်ပြစားပတဲ့ဟာကိုချမိထားတယ်7-3ပါနော်ကဲပြီးသွားနော်ကြောက်စရာကဲဝတ်ကဲနော်ရှေ့ဖြုတ်ထားနော်3-7မှာနော်ကဲဝနကြောက်စရာယောဒါမင်းကျေကျွန်တော်ခုပွဲမှာလည်းနော်ဒါတကယ်လို့ဖြစ်တယ်နော်ဝနမိထားနော်ကဲကျွန်တော်တင်ထားတယ်ကဲရှုပ်ပါနော်ဒီပွဲမှာတော့ဒါဂျွန်စောရဲ့ဒါလောက်အားနှုံးတွေကိုကျွန်တော်မြင်ရကဲပြောရင်းဆိုရင်ပဲထပ်ပေါက်ပါခင်ဗျာပါနော်ပိုက်6ပေခွဲပါသားပါထပ်ပြုတ်ထားနော်ဇောကဲကြောင်းဆရာမိသွားပြီ10မှတ်3မှတ်ပါနော်ကဲမော်ကြီးလည်းလှိမ့်နေရပါနော်ဒီမှာလမမဟုတ်တာတဲ့ဟုတ်ကဲ့ပါကိုရင်နော်ဒါပေမဲ့မော်ကြီးတော့ဆော့ပါနော်ကဲကိုရင်ကိုချက်ချမတ်တာဘာလို့ညနေခုမှတီးတော့တယ်ကဲဆော့ကဲမိသွားပြီမော်ကြီးပိုက်မချော်ကဲဦးဆော့မကတော့10မှတ်4မှတ်ပါဒီဆော့7ပါကဲတကကိုချက်ဆုံးတထားပါနော်တကမဲဆောက်မှာမဟုတ်တော့မြောက်ရီမှာပါနော်ကိုမြောက်ရီဥငယ်လေးချင်းခွင်းပါနော်ဒါဖြုတ်ချင်းနော်ဒါဆုံးတထားလေးဝဲဆရာပါဩမဟုတ်ပါဘူးနော်ကိုလေးဝဲမဟုတ်ပါဘူးရပါဟုတ်တယ်ကိုနော်နှစ်ပွဲ service စကားပြောသွားတာပါဟုတ်ပါတယ်ကိုတေစားလင်းနော်ဟုတ်တယ်နော်ပွဲငယ်လေးဥငယ်လေးကွက်ထဲမှာပါနော်ဟိုဘက်မဲဆောက်မှာမဟုတ်ပါနော်ဒီတက်ဆုံးတက်ထားပါနော်ဟုတ်တယ်ကိုနိုင်စောရနော်နှစ်ပွဲတူတောင်းနိုင်စောပါနော်ဒီဝနဆုံးတက်ထားပါဝနအနေငယ်အမှားရများတယ်ဗောဒါဒီပွဲမှာတော့နော်သူ10ချင်းတွေလောက်ဖြစ်တယ်နော်နောက်တက်ချင်းတွေမှားတာလည်းမှားရှိပြီနော်ဒီပွဲမှာတော့ပြင်ဆင်နိုင်တာတွေ့ရနော်ဇော့ချုပ်ထိုးရတယ်ချက်ပထမဆုံးချုပ်ထိုးပြီနော်ဒုံးကြီးချုပ်ထိုးထားတယ်ခင်ဗျဒီမှာကတော့4မှတ်10မှတ်ပါကဲမိတော့ပြီနော်ကိုချက်ဆပ်ချိုင်းမှာ10မှတ်5မှတ်ပါနော်မော်ကြီးကိုချက်ကဲမိသွားပြီနော်ကိုနကဲပြန်ပါလာတယ်တက်မကတော့9မှတ်10မှတ်ပါနော်တက်တော့9မှတ်ပဲရှိသေးတယ်ခင်ဗျဒီဝဲလာမှတ်နေလေခုနဦးချက်ဆိုတာလေကဲမိသွားပြီနော်
ကျောင်းဆရာတော့17မှတ်ပါဒီဘက်က9မှတ်ပါနော်တူပွဲတော့တူတော့နိုင်တော့ပါနော်ကိုကြီးဟုတ်ပါတန်တူနေဟုတ်ပါနော်ကိုလေးဝဲအဲ့ဒါကိုလေးဝဲပါနော်ဟိုဂျက်ဆိုတာချင်းပေါ်နဲ့ချိန်ပြီးလို့ရမလားတဲ့ဒီလေးကတမောက်ရှိုးပိတ်မှာမေးကြည့်လိုက်ရေနော်အဲ့ဒါဆိုရတော့ပါနော်တော့ချင်းမခတ်ပါအောင်နော်နည်းနည်းပပတော့ဆော့ပါလေဆိုတော့5-11မှာနော်ပါလာရခင်ဗျအမတ်က6-11မှာနော်ကဲကျောင်းဆရာ17မှတ်6မှတ်ပါကျွန်တော်စားပြပါကဲတတကိုတင်ကိုပဲစောင်းကထားပါနော်တတစားပြပိုက်မကြော်ခဲ့ဘူးခင်ဗျဆိုင်ရေဟိုတူတော့နိုင်တော့ပါနော်ကဲဝေးတော့ပါလေဒေါင်းပါဒေါင်းကဲတတလက်ပြစ်လေနော်ကျောင်းဆရာတော့ဝနာတချပိုက်တိုးတော့တော်တတော်မှတ်တပါနော်ခဏမစတမဖြစ်သွားနော်တတလက်ပြစ်နောက်ကိုပြစ်ထားနော်ဝေးပါတယ်တတဆုံးနေပဲပို့နော်လက်ပြစ်နော်လက်ပြစ်နဲ့နောက်ကိုဖြုတ်ထားတယ်ကျောင်းဆရာတော့အမှတ်ထားနေပါနော်စတမ9မှတ်နဲ့ကျောင်းဆရာတို့ဥဆောင်နေပါနော်ကဲကိုချက်ရှင်မစတမပါဒါရှုပ်ဖြုတ်ထားတယ်ကျောင်းဆရာပါလာပြီဆရာကလည်းခက်တယ်ဗောနော်အဲ့နေထားမျိုးတွေ့ရတယ်ဆိုတော့ကျွန်တော်ရှုပ်ဖြုတ်ထားတယ်တူတကဲကိုတင်ကိုနော်ဘယ်ကင်တက်နေတဲ့နေထားမျိုးပါနော်ဒီဘနောက်ထိုးထားတယ်ကျောင်းဆရာကြပါနော်စတမရှမပါတူတတော့နိုင်သွားနော်ညီလေးနှစ်ပွဲတူတကျောင်းဆရာမိထားတယ်ဝနကဲပြီးသွားနော်ဒီဘက်မှာကိုချက်တောင်းတစ်ထောင်နော်ညီလေးနော်ဇော်နီထွင်းကောင်းပါနော်ဝနကဲကျွန်တော်စားပြပါကဲတူတကိုချက်3သိန်း14သိန်းလောက်ပေါ့နော်အဲ့လောက်ရှိပါနော်ကိုပေါင်မေးနော်14သိန်းကျော်တော့ကဲမော်ပြီးသွားပြီမိနစ်30အကြာမှာမော်တစ်လုံး10သွားရင်နော်ခံအောင်ငါတို့ကမမြင်ဘူးစမ်းပါမကတော့11-9ပါနော်ကဲတူတကိုချက်9-11ပါနော်တူတစားပြပါဟေးကျောင်းဆရာပေါ်လို့တော့မရအောင်ပေါ့နော်ဟေးဟုတ်ကဲ့ပါနော်ဒီလိုပါပဲကိုဖြစ်တတ်ပါတယ်ကဲကိုကြွက်ကဲမိသွားပြီနော်ကျောင်းဆရာဟိုဘက်မှာကဲစောင်းတက်ထားပါလေ29ပါနော်ကဲတတကိုကြွက်ကဲဟိုမှာပြီးပြီ9တွဲပါဟောပါနော်စောဘက်ကလည်းနောက်ဆုံးတက်တာပဲဆိုတော့ဒီဆက်ရမယ့်နေသားမျိုးပါနော်ကျွန်တော်ချုပ်ကလည်းကောင်းလိုက်တာဟုတ်ပါတယ်ကိုအောင်နိုင်တွေ့ကောင်းပါနော်ကဲချက်ကျောင်းစာမိသွားနော်ဒုဆောကျောင်းစာမကြတယ်တက်ပါတယ်မကြည့်ဘူးနော်ကျွေးလို့ကတ်ကြီးလို့မလာကြအောင်နော်ကဲတက်ကိုချက်ကဲကာဗီကျေဆယ်မတ်73မှတ်ပါနော်ကဲတတရှုပ်ပြုတ်ထားတယ်ဝနဟောင်းရှာကောင်းပါနော်ကာဗီကျေမကွာကြတော့3မှတ်ရှိပါနော်ကောင်းပါနော်ဒီတော့ချုပ်ကလည်းနော်ဒီစောဟောင်းရှာကဲပြီးသွားပြီနော်ဒီကနေ့တော့ဒီပွဲတူတာတော့နိုင်သွားပါနော်ကဲ17မှတ်73မှတ်ပါနော်ကဲတူတာတော့လည်းလိုက်လာနော်ကောင်းပါနော်ညီမလေးလားကိုလာမကိုကြွပါနော်ကိုပင်းကိုကြီးလို့လည်းခေါ်ပါနော်ပင်းကိုကြီးဒီတော့မားတာတော့မဟုတ်